မောင်ငွေစေသိန်းကျော်နေဗျာခီးချင်းစင်းကိုဖောက်မဲ့ဆိုရင်ပေါင်းနိုင်မလားအဓိကတော့ပေါက်ပတ်စေလို့ပဲသူတောင်းရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒိုင်းမွန်1000နီးပါမြန်မာငွေစေသိန်းကျော်ဆိုတာနည်းပတ်စံကြီးတော့မဟုတ်ဘူး let's go guys okay ဆိုတော့အခုနေ့နေတော့စပြီးတော့ဖောက်နေပြီပေါက်လာဆိုတော့ပေါက်တော့မပေါက်ဘူးပေါ့နော် okay ပေါက်တော့မပေါက်ဘူးokay ပေါက်လာဆိုတော့မပေါက်ဘူးလည်းပဲပြောမှာပေါ့နော်ဒါမဲ့လေ wait guys wait okay စောလုံးပြီးတော့မှမပြောနဲ့ဟုတ်ပြီလားတန်ပေါက်နိုင်ချေရှိသေးတယ် okay ခုနေနဲ့ဒိုင်းမွန်နေရောတဖြည်းဖြည်းနဲ့ရောလာပြီဒါမဲ့လေဘလို့ပဲပြောပါကိုနေနဲ့ဆက်ပြီးတော့ကြောင်းပါ okay စင်ပြေသေးတယ် bro ဟိုဘက်မှာတော့ကောနေပြီဗျာဒီလားခွဲနေနေရတယ်တော်တော်ရနေပြီဒါပေမဲ့ပေါက်လာတော့လက်ရှိနေထားမှာတော့ပေါက်သေးဘူး okay မူတူရမင်းတန်ပေးလိုက်ဘာဖြစ်မှမလို့ကြီးမကုန်နေပြီလို့ဟောပေးလာဆို no ပါမပေးသေးပါဘူးတော့တန်ပေးလိုက် oh my god ဘုံမပေးဘူး okay ပါတော်ကုန်နေပြီတော်ရုပ်ကုန်နေပေါက်ရတာကျွန်တော်ထင်တာတော့ record တော့ပေါက်ရမယ်ထင်တယ် record တော့ပေါက်ရမယ်ဒါပေမဲ့အခြားအရာတွေတော့ပေါက်တော့တိတ်တော့မပေါက်သေးဘူးပေါ့နော်ထားပါတော့အဲ့ဒါတွေကတော့ဆိုတော့ skin ပေါက်ခဲ့လာဆိုတော့ no ပါဟောရောဒီဒိုင်းမို့လည်းအများကြီးကုန်သွားပတ်စံဆိုလဲ10သိန်းတော့ဟာဒါပေမဲ့ blue wave ရောပါ skin 3 ကောက်စာတော့ကျွန်တော်ရောက်ပြီပေါ့လေနော်ဒိုင်းမနေနေတော့1000ဒီပါတော့ကုန်သွားပါပြီဆိုတော့အားလုံးပဲ like and follow guys အားလုံးပဲ see you guys အဖေကတော့မပေါက်နိုင်ပါဘူးတော်တော်လေးကိုချမ်းနေပါတယ်